ဟိုးရှိတော့ငါပေါ့ဒီမော်နာတော့ကြီးရဲ့လေဝေးရောင်တောက်ပနေတဲ့တောင်ကြီးကြားမှာအလွန်ตาရလှပတဲ့စမ်းရည်တကွန်လေးရှိခဲ့ဘူးတဲ့အဲ့ဒီနေရာမှာစစ်မှန်တဲ့ချစ်တွေနဲ့အတူတူနေထိုင်ကြတဲ့သူ့ဆန္ဒနဲ့စန္ဒာဆိုတဲ့ကိနီယာဇနီးမောင်နှံရှိခဲ့ဘူးတဲ့သူတို့ရဲ့နေ့တိုင်းဟာအလွန်ပဲပျော်စရာကောင်းခဲ့ပါတယ်မောင်တော်သူဆန္ဒကဝါပလီလေးကိုတာယာစွာမဟုတ်လို့နှမတော်ဆန္ဒကိန်ဒီမာလေးကလည်းရောင်စုံတာမန်လေးတွေကိုဖြန့်ပြီးနွဲ့နဲ့နောင်နောင်ကပြဖြောပြလို့ပေါ့ဒါပေမဲ့ဒီပျော်ရွှင်မှုတွေကကြာမခံခဲ့ပါဘူးဒီနေ့မှာတော့တောလိုက်ထွက်တဲ့ဘာယာနတိမင်းကြီးဟာဂျုံမုတ်တစ်ခုရဲ့နောက်ွယ်ကနေကိန်ဒီမာလေးရဲ့အလှကိုတွေ့သွားခဲ့တယ်အိုးထူးဆန်းအံ့ဥစရာကောင်းလာချီလားဒီလောက်လှတဲ့ကိန်နရီမလေးကိုငါမိဖုရားကြီးအဖြစ်သိမ့်ပိုက်ရမှာဖြစ်မယ်မင်းကြီးရဲ့ရင်မှာမတော်လောဘတွေထကြွလာပြီးရက်ဆက်တဲ့အတွေ့တစ်ခုဝင်လာခဲ့တယ်မင်းကြီးဟာရဲဆက်ဆက်ပဲမြားနဲ့လှမ်းပစ်လိုက်ပါတော့တယ်မြားချက်ဟာသူ့ဆန္ဒရဲ့ရင်မက်တက်တဲ့ကိုမှန်သွားပြီးသွေးရိုင်နဲ့လဲကျသွားခဲ့ရရှာတယ်ဒီနီမာလေးဟာတီလူမျိုးဘဖြစ်နေတဲ့လင်းယောက်ျားရဲ့ဦးခေါင်းကိုပေါင်ပေါ်တင်ပြီးရှက်ကြီးတငင်ကိုကျွေးရှာတယ်မောင်တော်မျက်လုံးလေးပြန်ဖွင့်ပါဦးနှမတော်ကိုတယောက်တည်းထားမသွားပါနဲ့အဲ့ဒီချိန်မှာမင်းကြီးဟာခြုံငယ်ကနေထွက်လာပြီးစီးစိမ်တွေနဲ့တိမ့်ပိုက်ဖို့ကြိုးစားခဲ့ပြန်တယ်ရက်ဆက်လာချီလားမင်းကြီးအပြစ်မဲ့တဲ့ကျမရဲ့လင်ယောက်ျားကိုတတ်ပြီးမှကျမကိုတိမ့်ပိုက်ဖို့ကြံစီရက်တယ်လားဒါပေမဲ့စန္ဒာဟာအာနာနဲ့စီးစိမ်တွေကိုမမောတဲ့သူမဟုတ်ပါဘူးသူမဟာမင်းကြီးကိုဘုံတီးယွန်ရှာပြီးဒေါသတကြီးတုတ်ပြန်လိုက်တယ်မင်းကြီးဟာစိတ်တစဖြစ်ပြီးဒေါသတကြီးနဲ့ထွက်သွားတဲ့အခါမှာစန္ဒာဟာကောင်းကင်ကြီးကိုမော့ကြည့်ပြီးသူမရဲ့စစ်မှန်တဲ့သစ္စာတရားကိုတိုင်တယ်ပြီးဆူတောင်းပါတော့တယ်။တရားမင်းဟာကောင်းကင်ရန်ကနေအလင်းနှန်းကြီးနဲ့အတူဆင်းသက်လာပြီးတည်ဆုံနေတဲ့သူ့ဆန္ဒရဲ့တန်ရာပေါ်ကိုလက်ရည်စင်သွန်းလောင်းပေးပါတော့တယ်။မင်းရဲ့သစ္စာတရားကြောင့်မင်းရဲ့လင်ယောက်ျားကိုငါတတ်သွင်းပေးမယ်။အဲ့ဒီချိန်မှာပဲအံ့ဖွယ်တစ်ခုလိုသူ့ဆန္ဒဟာဒဏ်ရာတွေပျောက်ကင်းပြီးချက်ချင်းအသက်ပြန်ရှင်လာခဲ့တယ်။နောက်ဆုံးမှာတော့ကိနီယာဇနီးမောင်နှံနှစ်ဦးဟာအချင်းချင်းလက်ချင်းချိတ်လို့ရောင်စုံတောင်ပန်တွေကိုဖြန်းပြီးသူတို့ရဲ့အမိမြေငွေတောင်ကြားစီကိုပျော်ရွှင်စွာပြန်တန်းသွားကြပါတော့တယ်။ဒီဇလန်လေးကပြီးဆုံးသွားပေမဲ့ကျမတို့ရဲ့ရင်ထဲမှာသင်ခန်းစာတစ်ခုချိန်ခဲ့ပါတယ်။လောကမှာဘလောက်ပဲကြီးမားတဲ့အာဏာနဲ့စီးစိမ်နေရှိပါစေစစ်မှန်တဲ့မေတ္တာတရားနဲ့မယိမ်းမယိုင်တဲ့သစ္စာတရားကိုတော့ဘယ်တော့မှအောင်နိုင်မှာမဟုတ်ပါဘူး။